နော်ခမကိုအရန်ချစ်တာဝေးသွားပြီးလေအခါမှာတော့အနားမှာနေချင်နေတော့ပဲအရင်တုန်းကလိုပဲနမ်စာလေးတစ်ခုအားရှိနေတဲ့ခမလေးရဲ့ဓာတ်ပုံတွေကရှိနေတော့ပဲကျွန်တော်ပုံလေးကိုပြန်ရှာဖို့ဆိုခမလေးကိုအရင်ဆုံးဖလက်ကြော်ရတယ်ကျွန်တော်မပြုံးဖြစ်တာကြားပြီလေမရီးဖြစ်တာကြားပြီပတ်စဝတ်ဒီကိုမင်းနဲ့မင်းနဲ့စပြီးအတူတူချစ်ထကြရဲ့ရက်တဲ့နဲ့ထုံးစံအတိုင်းအဆုံးသတ်ထားဆဲပါပဲဝေးခဲ့တဲ့ဒိတ်ကိုတော့မမှတ်ထားခဲ့မိဘူးဒါပေမဲ့ကျွန်တော်တို့ဝေးခဲ့တာတော့အတော်ကြာပြီမဟုတ်ဘူးလားလွမ်းနေတော့မယ်ပြီးတော့တန်းတာနေတော့မယ်ခမည်းရှိတော့လားအမတ်တရတွေထဲမှာကျွန်တော်ပိတ်မိနေတော့မှာပဲနှစ်တွေကြာလာတာပဲရှိတာပါအချစ်တွေကောအမတ်တရတွေကောအရင်လိုပါပဲ